အများစုသွားလဲတဲ့ဆိုတာဝါပေါ့နော်ဆိုတာဝါဆိုကျွန်တော်ဒီမြောင်တုံးကလေးသွားလို့ဆိုရင်လည်းနီးရဖြစ်တဲ့အတွက်ကျွန်တော်ဒီမြောင်တုံးကိုနှိပ်လိုက်ပေါ့မြောင်တူချက်နှိပ်လိုက်အဲဆိုလို့ဆိုရင်သူကြာရင်ပေါ်လာပေါ့နော်တနာရီနဲ့မှ4မိနစ်ပေါ့ဟုတ်ကြားထဲမှာကျွန်တော်တို့ခွန်းချောင်းကလေးပြရထားပြောင်းစီရမယ်ပေါ့လေအားလုံးမင်္ဂလာပါကျွန်တော်တို့အခုမှကိုရီးယားကိုစရောက်တဲ့ရွှေမြန်မာတွေအတွက်ပေါ့နော်ကာကာအိုမတ်ထို software အသုံးပြုတွေပြောပြမလို့ပါ software အသုံးပြုရတော့ရမ်းမခက်ဘူးပေါ့နော်အခုမှစရောက်တဲ့ညီငယ်လေးတွေမျက်စိလေးတွေမှာဆိုလို့ပေါ့နော်ကျွန်တော်တည့်ရပုဒ်တရားတွေကိုဝေမျှခြင်းဖြစ်ပါတယ်ပထမဆုံးကာကာအိုမတ်ထိုတဲ့ကိုသွားမယ်ပေါ့နော်အခုလို့ဆိုရင်သူကျွန်တော်တို့ကိုရီးယားမှာရှိတဲ့ယထာလိုင်းမြေပုံတွေကြလာရဲပေါ့နော်ကျွန်တော်တို့ကဥပမာကိုနေတဲ့နေရာကအခုလိုမျိုးဆိုရင်စူဝမ်ဘူရာနဲ့နေရပဲဆိုကြပါစို့စူဝမ်ဘူရာကိုလည်းနေရဖြစ်တဲ့အတွက်ကျွန်တော်တို့စူဝမ်ဘူရာလေးပဲစတင်ထွက်ခွာမယ်အဲကြတော့ကျွန်တော်ချူပါကိုနှိပ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကရှောက်လဲမှာဘာလို့ဆိုလို့ဆိုရင်ဆိုးမှာစီအဖြစ်တဲ့ကျွန်တော်ဆိုးကိုသွားမယ်ပေါ့နော်ကျွန်တော်တို့ဟမ်မြစ်ကိုပဲသွားမယ်ဆိုပါစို့ဟမ်မြစ်ဆိုကျွန်တော်တို့ဒီယောဟိနာလူတို့ယောဟိတို့ဒီနေ့စီရပေါ့နော်အဲကြကျွန်တော်တို့ဒီယောဟိနာလူကိုနှိပ်လိုက်မယ်ပေါ့ဗျာအဲဆိုတော့ကျွန်တော်ဒီနေ့မှကိုကဒီဟမ်မြစ်သွားမှာဖြစ်တဲ့အတွက်ဒီကောင်တိုးချက်နှိပ်ပေါ့နော်တခြားနေရာသွားမယ်ဆိုတော့တခြားနေရာနှိပ်လို့ရရပေါ့နော်ဒါဆိုလို့ချင်းသူကလမ်းကြောင်းလေးပြပေးရပေါ့စူဝမ်ကလည်းရှင်းကီဒီကိုစီးပြီးရင်ရှင်းကီရလေးယောဟိနာလူကိုသွားပေါ့လေဒီလိုမျိုးသူကနှစ်စင်ပြောင်းစီရဆိုပြီးပြောထားတာပေါ့နော်အဲဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာကြာချိန်ကလည်း55မိနစ်ပေါ့နော်ကြာချိန်လည်းကြည့်လို့ရတယ်ကျွန်တော်တို့ကိုယ်နဲ့နီးရစူဝမ်ဘူတာပဲဆိုကြပါစို့ဟိုတခြားဘူတာလည်းဖြစ်နိုင်တယ်နော်ကျွန်တော်ကဥပမာပြပေးရစူဝမ်ဘူတာပဲဆိုကြပါစို့အဲ့လိုထောက်လိုက်တယ်ဆိုလို့ရှိရင်သူကအပြလိုင်းရဲ့အဝါလိုင်းရဲ့နှစ်မျိုးရှိရပေါ့နော်ကျွန်တော်တို့အခုကအပြလိုင်းနံပါတ်1လိုင်းကိုကြည့်မယ်ပေါ့နော်အဲဆိုလို့ဆိုရင်အောက်ကိုနည်းနည်းဆွဲလိုက်အဲဆိုလို့ဆိုရင်ကျွန်တော်ဒီမှာလေဒီ3ခုမြောက်မှာရှီကန်းဖြူဆိုတာလေးရှိရပါတော့ရှီကန်းဖြူကြည့်ရဆိုလို့ဆိုရင်ကျွန်တော်တို့ဒီအချိန်တွေကြည့်လို့ရရပါတော့ကျွန်တော်တို့အမြတ်ရထားခုဖဲပဲချိန်လာလဲရိုးရိုးရထားတဲ့ပဲချိန်လာလဲအဲ့လိုမျိုးအချိန်သိရဆိုလို့ဆိုရင်ကိုသွားမဲ့အချိန်နဲ့မှတ်ပြီးသွားလို့ရရပါတော့ဒီကောင်ကနောက်ဆုံးရထားပေါ့လေကျွန်တော်တို့နောက်ဆုံးရထားကကျွန်တော်ဒီ17:49အထိပေါ့နော်ဒီဘက်မှာဆိုလို့17:19မိနစ်ဖြစ်ပေါ့နော်။လိုင်းနဲ့တလိုင်းနောက်ဆုံးရထားတော့မတူဘူးပေါ့နော်။တေချာအောင်ကတော့အခုလိုလေးထောက်ကြည့်ရမယ်ပေါ့လေ။လူချင်းမျိုးတော့ကျတော့စူဝမ်ပူတာမဟုတ်ဘဲနဲ့တခြားနေရာလည်းဖြစ်နေနိုင်တာကိုကျွန်တော်တို့ဒီအခုဆိုလို့ဆိုရင်စူဝမ်ပူတာမှာဆိုလို့ဆိုရင်သူကအပြာလိုင်းရယ်အဝါလိုင်းရယ်ရှိရပေါ့ကျွန်တော်တို့တခြားနေရာအဝါလိုင်းကလေးပြလဲသွားလို့ရတယ်ရှိရလေ။အဲဆိုကျွန်တော်တို့အဝါလိုင်းရဲ့အချိန်ကိုလေးသိကျင်နေရဆိုလို့ဆိုရင်ကျွန်တော်တို့ဒီဘက်ကဒီအောက်လေးမှာပေါ့နော်ကျွန်တော်တို့စူယင်းဘူနန်းဆိုတာလေးရှိရပေါ့လေ။အဲကောင်လေးနှိပ်လိုက်ပါ။အဲဆိုလို့ရှိရင်ဒီအဝါလိုင်းရဲ့အချိန်ကြာလာမယ်ပေါ့လေဆွဲလိုက်ပြီးတော့ဒီအောက်မှာရှီကန်းဖြိုးဆိုတာလေးရှိရပေါ့လေအကောင်ကြီးနဲ့လက်တယ်ဆိုလို့ရှိရင်ကျွန်တော်အချိန်ကြာနေကြည့်လို့ရတယ်အဲဆိုလို့ရှိရင်ကိုသွားမဲ့အချိန်နဲ့ရထားလာမဲ့အချိန်နဲ့ချိန်ကြည့်ပြီးသွားလို့ရတာပေါ့လေဒီအောက်မှာပြောင်းပြီးလို့ရရပေါ့နော်လိုင်းတက်သွားမလားအဝါလိုင်းပဲပြောင်းမလားဆိုပြီးပြောင်းပြီးလို့ရပါတယ်ဟိုတခြားနေရာသွားမယ်ဆိုလို့ရှိရင်လည်းတူတူပါပဲပေါ့နော်ကျွန်တော်တို့ဥပမာစူဝမ်ကလည်းပဲချူပါလို့ပြီးရင်ကျွန်တော်တို့ဒီအများစုသွားလဲတဲ့ဆိုတာဝါပေါ့နော်ဆိုတာပါဆိုကျွန်တော်ဒီမြောင်တုံးကလေးသွားလို့ဆိုရင်လည်းနီးရဖြစ်တဲ့အတွက်ကျွန်တော်ဒီမြောင်တုံးကိုနှိပ်လိုက်ပေါ့မြောင်တူချက်နှိပ်လိုက်အဲဆိုလို့ဆိုရင်သူကြာရင်ပေါ်လာပေါ့နော်တနာရီနဲ့မှ4မိနစ်ပေါ့ဟုတ်ကြားထဲမှာကျွန်တော်ခွန်းချောင်းကလေးပြရထားပြောင်းစီရမယ်ပေါ့လေဒီကောင်လေးကိုတိတ်မရှင်းဘူးဆိုလို့ဆိုရင်ဒီအောက်မှာမြေပုံပုံစံလေးရှိရလေဒီကောင်လေးနှိပ်လိုက်တယ်ဆိုလို့ဆိုရင်သူလမ်းကြောင်းပြပါနော်ဒီလိုသွားပြီးတော့ဒီလိုစီးလို့ရတယ်ဆိုကြအောင်ပြပေးထားတာပါတခြားနေရာသွားမှလည်းတူတူပဲပေါ့နော်အသုံးပြုရတာကတိဝါတူတော့ကတော့လွယ်ပေါ့နော်ဟိုအခုမှစားရောက်တဲ့သူတွေမတိမှာဆိုလို့ပြပြချင်းဖြစ်ပါတယ်အားလုံးပဲဆင်ပြေကြပါစေဒီ channel လေးကလူချင်းမျိုးတွေအကျိုးရှိရဆိုလို့ဆိုရင် like and subscribe လုပ်ပြီးကျွန်တော် support ပြန်ပေးလို့ရပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်